MD Horror Story ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တရေထိမ်းများခြင်းအကြောင်းကိုဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဒီအကြောင်းကိုမိတ်ဆွေတို့ကြားဖို့ကြပါသလားဘဝမှာပြတ်တောက်သွားပေမဲ့ယာမန်လို့ခေါ်တဲ့နောင်တပလွန်ဘဝမှာဆက်လက်ကြီးမြဲနေတဲ့ပေါင်းစည်းမှုတစ်ခုဖြစ်ပါတယ်ဒါဟာတရုတ်ယဉ်ကျေးမှုရဲ့ထောင်စုနှစ်ပေါင်းများစွာကလေးကတည်ရှိခဲ့တဲ့နှစ်ဆိုင်ပြီးရှေးအကြဆုံးရိုးသားကလေးတွေကတစ်ခုဖြစ်ပါတယ်ဒီဇလန်တွေရဲ့အဆုံးမှာဒီယူဆရဲ့ယဉ်ကျေးမှုဆိုင်ရာသမိုင်းကြောင်းနဲ့အဓိပ္ပာယ်ကိုရှင်းလင်းပြပေးမှဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင်ဆက်လက်နားဆင်ပေးကြပါဦးပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဇလန်နဲ့စလိုက်ကြရအောင်ဒီဇလန်ကဟောင်ကောင်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဝင်မြခဲ့ပြီးနောက်လူသိများလာခဲ့ပါတယ်အာရှကတချို့လူတွေဆိုရင်ဒီဇလန်ရဲ့အခြားပါခြင်းတစ်ခုကိုကြားပြီးသားဖြစ်မှာပါဒါပြပြသူအလိုက်သေးသေးချက်လက်နင်းငယ်ပြောင်းလဲတော့တဲ့ဇလန်တွေကတစ်ခုဖြစ်ပေမဲ့တခုတော့ကြိုတင်ပြောချင်ပါတယ်ဒါတော်တော်လေးကိုကြောက်စရာကောင်းပါတယ်ကန်ဆိုးတဲ့လူတစ်ယောက်တည်းကိုဖြစ်ပျက်ခဲ့တဲ့ဒေးပုံမြင်များစုနဲ့မတူပဲဒီဇလန်ကတော့မိသားစုတစ်ခုလုံးပါဝင်ပတ်သက်စေခဲ့ပါတယ်ကဲဒီဇလန်ကိုစလိုက်ကြရအောင်ဒီဇလန်ကိုမျှဝေပေးခဲ့တဲ့လူကိုကျွန်တော်တို့မီနာလို့ခေါ်လိုက်ကြရအောင်ဒီဖြစ်ရဲ့ဖြစ်ပွားချိန်တုန်းကမီနာဟာအသက်10နှစ်ဝန်းကျင်ပဲရှိပါသေးတယ်သူ့ရဲ့မိဘတွေနဲ့အကိုကြီးအဒန်နဲ့အတူနေထိုင်ပါတယ်သူတို့နှစ်ယောက်ကြားမှာအသက်ကွာခြားမှုကတော်လေးများပါတယ်အဒန်ကအကြီးဆုံးဖြစ်ပြီးမီနာထက်အသက်20နီးပါးကြီးတာကြောင့်မီနာကတော့သူ့မိသားစုရဲ့ကလေးငယ်လေးလိုခံစားရတတ်ပါတယ်အဲ့ဒီချိန်တုန်းကအဒန်ဟာသူ့ရဲ့ရည်သားဟောင်းရှယ်လီနဲ့ချစ်ချစ်ခင်ခင်တွဲနေပါတယ်သူတို့နှစ်ယောက်ဟာ10နှစ်ကျော်တွဲခဲ့ပြီးနောက်ဆုံးတော့သူကလက်ထပ်ခွင့်တောင်းခဲ့ပါတယ်မီနာဟာရှယ်လီကိုမှတ်မိတာတွေကသိခဲ့တာပါသူမရှယ်လီကိုရှယ်လီတီလို့ခေါ်ပါတယ်တီဆိုရာမာကြီးကိုခေါ်တဲ့စကားလုံးမှာမီနာအတွက်တော့ရှယ်လီကမိသားစုဝင်တူလို့ပါပဲသူမဟာကိုနဲ့ဆက်ဆက်ထားသူမို့လို့လည်းမဟုတ်ပါဘူးသူမကိုတစ်တလုံးသိခဲ့တာရဲ့မီနာကိုဘလို့ဆက်ဆံခဲ့တာရဲ့အကြောင်းပါပဲရှယ်လီဟာချမ်းသာတာခံကြတာမျိုးတော့မဟုတ်ပေမဲ့အများနဲ့ကျင်နာတတ်သူပါသူမမှာစပင်တိုလေးတွေရှိပြီးအများနဲ့ကျင်နာတဲ့အပြုံးလေးတွေနဲ့ပြုံးနေတတ်ပါတယ်ကရုံးကြောင်ပုံပါတဲ့မဆုစာအုပ်လေးတွေစတိုးဆိုင်ကစတစ်ကာတိုလေးတွေလိုလက်ဆောင်လေးတွေနဲ့အများရောက်လာတတ်ပါတယ်သူတို့နှစ်ယောက်ဟာအတူတူမင်းကလေးချိန်လေးတွေပုံမှန်ရှိတတ်ပါတယ်ရှယ်လီကမီနာကိုနီနာကဆိုင်နေမှာလက်ပြစမ်းညက်စာတွေစာရေးကြည့်ရတွေဝယ်ဖို့ခေါ်သွားတတ်ပါတယ်မီနာရဲ့စပင်တွေကိုချစ်စရာကောင်းပြီးဖက်ရှင်ကြကြချစ်ဆန်မီလေးတွေချစ်ပေးကကလေးမော်ဒယ်လေးနဲ့တူရလို့ပြောတတ်ပါတယ်မီနာကသူမကိုအရင်ချစ်ပါတယ်မီနာဘက်ကနေအမြဲရက်တည်ပေးခဲ့တာရှယ်လီတီတယောက်တည်းပါပဲအကူမောင်နှမချင်းရံဖြစ်ရင်တော့အာရန်ကမီနာကိုစားနောက်နေရင်ရှယ်လီကမီနာဘက်ကနေအမြဲနေပြီးသူညီမလေးကိုစားနောက်နေတာရက်ဖို့အော်ဟစ်ပြောဆိုတတ်ပါတယ်မီနာတို့တော့ရှယ်လီဟာအမကြီးတယောက်လိုပါပဲအာရန်နဲ့ရှယ်လီလက်ထပ်မင်းလေးကိုမီနာအရင်မျှော်လင့်နေခဲ့တာပါအာရန်နဲ့ရှယ်လီတို့ဟာဒီနေ့ကုံမှာမင်္ဂလာဆောင်ရက်တတ်မှတ်ထားပြီးသားပါအာရန်ဟာမင်္ဂလာပွဲတွေမကပဲသူတို့နှစ်ယောက်စီစဉ်ထားတဲ့ဘဝအတွက်ပါသူတက်နိုင်တဲ့လောက်ပတ်စံတိုင်းကိုစူဆောင်းရင်းနဲ့ဒေသခံဆက်ယုံမှာနေတိုင်းကျေးဇူးစားအလုပ်လုပ်နေပါတယ်မိသားစုတွေကလူတိုင်းကဆက်လုပ်ရှားနေကြပြီးတော့အရာအလုံးဟာသူ့အတွက်နေရာတကျဖြစ်လာပြီးလို့ခံစားခဲ့ရပါတယ်ဒါပေမဲ့ဘဝဆိုတာမတည်မြဲပါဘူးဒီခါလေးကျတော့အရာဟာချက်ချင်းဆိုသလိုပြောင်းလဲတော့တတ်ပါတယ်ဇူလိုင်လရဲ့မိုးရွာတဲ့ညတညမှာရှယ်လီကအလုပ်ကနေစောစောဆင်းပြီးအနီးနားကစားတော့ဆိုင်ကိုစားတော့ဝယ်ဖို့ထွက်သွားခဲ့ပါတယ်အဒန်အကြိုက်ဆုံးဆိုင်ဖြစ်ပြီးအဒန်အလုပ်ကပြန်လာတဲ့အခါအန်သိအောင်အစားတောက်လေးတစ်ခုဝယ်ပေးနေတာပါဂလူဒန်ကာရီငါလုံးကျော်ပေါ့ချိန်ရတိုင်းတခါတလေဒီလိုလုပ်ပေးတတ်ပါတယ်အဒန်ကဒါတွေကိုရမ်းကြိုက်တော့လုပ်ပြီးလို့သူပြောရအောင်အိမ်ကိုယူလာပေးရတာပေါ့အဲ့ညကသူမဟာမူးဆိုရအောင်ပလတ်စတစ်အေးသေးလေးကိုလက်ထဲမှာကိုင်းပြီးအပေါ်ကနေလိမ်ပိတ်ဖို့ကြိုးစားရင်းညီပြန်လက်ကိုရှော့လာခဲ့တယ်လမ်းဘေးကနေလမ်းမကိုဖျက်ကူးနေတော့ရုတ်တရက်အမိုးရတွေကနေအတန်တန်ကိုကြားလိုက်ရတယ်ပို့ဆောင်ရင်ကားတတိထင်းချုံမှုလွတ်သွားတာပါအိမ်နောက်တော့တိတ်ဆိတ်သွားတယ်မိုးတန်ကိုပဲကြားရတော့တယ်ပလတ်စတစ်ကပေါ်ပြသွားပြီးငါလုံးကျော်တွေကလမ်းပေါ်မှာပြန်ကျဲနေတာပေါ့မိုးတန်းစာရနေတဲ့အောက်မှာကွန်ကရစ်လမ်းပေါ်မှာမလို့မရှက်ပဲရှယ်လီကညသက်စာတရှိနေခဲ့တယ်လူကြီးကဆွေးုံလာပြီးဒိုဖင်မင်းအတန်တွေကိုကြားရတယ်ကျို့လူတွေကပုံမကူညီရဖို့အတွက်ဒေသဆိုင်ရာတွေစီပြေးသွားကြတယ်အတန်အလုံးမှာဖုန်းခေါ်တိုင်ကြတော့အားလုံးကိုချပြီးပြေးထွက်သွားတာပေါ့လူစင်းဝင်တာမဆောင်ပဲထီတောင်ယူမသွားခဲ့ဘူးဆေးရုံညတော့နောက်ကျသွားပြီးရှယ်လီကလိုက်ခန္ဓာကိုမခံနိုင်ပဲဆုံးသွားခဲ့ပြီးဆရာဝန်တွေအစွမ်းကိုကြိုးစားခဲ့ကြပေမဲ့သူမရဲ့ဒဏ်ရာတွေကရမ်းပြစ်နေတယ်အတန်ရောက်လာတော့မိသားစုတစ်ခုလုံးအဲ့ဒီမှာရှိနေပြီးမီနာဇင်းရလမ်းမှာတိတ်ဆိတ်ရက်နေပြီးသူ့ကိုကြီးကရှယ်လီရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုဖပ်ပြီးဒူးထောက်လဲကျနေတာကိုကြည့်နေခဲ့တယ်ထို့နောက်သူမရဲ့မှတ်ဉာဏ်တွေကဘယ်တော့မှပြောပြမသွားမဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့တယ်။ဘိုးရင်ငိုကြည့်တဲ့တစ်ခုဝမ်းနည်းမှုတသက်တွေမကပဲပုံမနဲ့ဆိုင်တဲ့အရာတစ်ခုပါမီနာဟာသူမရဲ့အကိုကြီးဒီလိုမျိုးငိုကြည့်နေတာကိုတခါမှမမြင်ဘူးခဲ့ပါဘူး။ပြီးတော့ဒါကသူမကိုကြည်ခွဲစေခဲ့ပါတယ်။သူမကိုယ်တိုင်လည်းမထိန်နိုင်အောင်ငိုကြည့်နေခဲ့ပါတယ်။သူမရဲ့အကိုကြီးကိုဒီလိုမြင်ရတာကသူမရဲ့နှလုံးသားကိုချိန်မသွားစေခဲ့တယ်။ဒါမီနာဘဝမှာတခြင်းတရားကိုပထမဆုံးအနည်းကမြင်ဘူးတာပါပဲ။နောက်နေ့မနက်မှာတော့မီနာအိမ်ထဲမှာထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုနဲ့နှိုးထွက်လာခဲ့တယ်။သူမအိမ်ကနေကိုရှော့သွားခဲ့တဲ့အချိန်မှာအာရန်ကမနီကဝေစားတွေနဲ့ပဲဆိုပါပေါ်မှာထိုင်းနေပြီးကျမ်းမင်းကိုလက်ဟာသွားဆက်ကြည့်နေခဲ့တယ်။သူ့လက်ထဲမှာရှယ်လီရဲ့ရှဲအင်ကြီးတွေရှိနေတယ်။သူကရှဲအင်ကြီးကိုပျက်စီးလွယ်တဲ့အရာတစ်ခုလိုညင်သာစွာကင်ထားပြီးလှုပ်ချလိုက်ရင်ထာဝရပြက်ကွယ်သွားတော့မလားဆိုလိုပေါ့သူမရသေးဘူးဆိုတာထင်ရှားပါတယ်။သူ့မျက်လုံးတွေကချေချေလင်းလင်းပွင့်နေပေမဲ့ဝီလန့်တဲ့နေရာတစ်ခုကိုရောက်နေပါတယ်။မီနာတေးတစိတ်တကားပေါ်မှာရက်နေခဲ့တယ်။ဘာပြောမှမသိဘူး။ဘယ်သူမှလည်းမသိကြဘူး။
ခဏကြာမှာတော့မိဘတွေကသူ့ဘေးမှာထိုင်ပြီးတိတ်ဆိတ်တဲ့စကားလုံးတွေညဉ့်ညံ့တဲ့ထိတွေ့မှုတွေပေးခဲ့ပေမဲ့သူ့ကိုဘာမှအရာမရောက်ခဲ့ပါဘူးအဲဒီနောက်အတန်ကနောက်ဆုံးတော့စကားပြောလာခဲ့တယ်သူ့တန်ကတူတိုးလေးလုံးဝပြတ်သားမှုမရှိဘူးကျွန်တော်သူမကိုလက်ထပ်ချင်နေတယ်လို့သူပြောတယ်ရှယ်လီကိုကျွန်တော်ရဲ့ဇနီးရဲ့အဖြစ်ဆရာချင်နေတယ်လက်စကလောက်ကြာတော့ဘယ်သူမှတုံ့ပြန်မှုမရှိဘူးပြီးတော့သူမမိဘတွေကတော်တော်ထက်တာမဟုတ်ပဲဒုံလုံးစွာနဲ့မတက်ရက်လိုက်တယ်အတန်ရှယ်လီကမရှိတော့ဘူးသူမဒီမှာမရှိတော့ဘူးလို့သူ့ဖေကစပြောတယ်သူ့မိကပါထက်ပြီးမင်းကငယ်ပါသေးတယ်ချိန်တန်ပြောင်းကင်းသွားမှာပါလို့ပြောခဲ့တယ်ဒါပေမဲ့မင်းတောင်းဆိုနေတာငါတို့ထောက်ခံပေးနိုင်တဲ့ကိစ္စမဟုတ်ဘူးသူတို့နားမလည်နိုင်ပဲဒါဝန်နေမှုကြောင့်ပြောနေတာလို့သူတို့ထင်ခဲ့ကြတယ်သူတို့ကဒါမှမကန်ဘူးလို့သူ့ကိုညင်းခဲ့ကြတယ်ဒါကသူမကိုပြောင်းလာစေမှာမဟုတ်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့အတန်းကသူတို့ကိုကြည့်မနေဘူးသူကရှယ်လီဒီမှာရှိနေသေးပဲဆိုသလိုအဲ့ဒီရှယ်အင်းကြီးကိုစက်ကင်ထားတော့မယ်သူနှလုံးသားထဲမှာတော့ဘယ်သူမှလက်မခံရင်တော့သူဆုံးဖြတ်ပြီးသားဖြစ်နေခဲ့တယ်အတန်းကတော့ကြောင်စားမစားဘူးသူစကားတော့တိတ်မပြောဘူးသူကတိတ်ဆိတ်စွာထိုင်နေပြီးရှယ်လီရဲ့ကျန်နေသေးတဲ့အရာလေးတွေဖြစ်တဲ့ဓာတ်ပုံစံညက်ရှယ်အင်းကြီးစတာတွေကိုဖတ်ထားခဲ့တယ်သူမိဘတွေပြောသမျှဘာဆိုဘာမှသူ့စီကိုမရောက်တော့ဘူးနောက်ဆုံးတော့သူတို့လက်လျှော့ခဲ့ရတယ်သူလှုပ်ချင်တာကိုလှုပ်ခွင့်ပေးခဲ့တယ်ပြီးတော့မတည်သေးတဲ့သူတွေအတွက်ရှင်းမရရင်အတန်လှုပ်ချင်တဲ့အရာကိုမင်းဖန်းလို့ခေါ်ပါတယ်မင်းဆိုတာမောင်မိုက်တဲ့မြေရောက်ကပါဒါမှမဟုတ်ဝိညာဉ်ပုံလို့တိတ်ပေးရပါတယ်ဖန်းဆိုတာကတော့ထိမ်းများခြင်းဒါမှမဟုတ်မင်္ဂလာပြုလို့တိတ်ပေးရတယ်ဒါကြောင့်မင်းဖန်းဆိုတာစာသားရတေသူတို့ဤပုံတွင်ထိမ်းများခြင်းလို့တိတ်ပေးရပါတယ်ဒါအနည်းဆုံးကွယ်လွန်ပြီးသူတူပါတဲ့တေရိုးရဒလေးတစ်ခုဖြစ်ပါတယ်များသောအားဖြင့်တဆုံပြီးသူနှုတ်ဦးကြမှာဖြစ်တတ်ပေမဲ့ဆက်ဆက်ပပအခြေအနေမျိုးမှာအသက်ရှင်နေသူနဲ့တဆုံပြီးသူကြမှာဖြစ်ပွားနိုင်ပါတယ်အတန်းရဲ့အခြေအနေကအဲ့ဒီရှားပါချွန်းချက်တွေကတစ်ခုပါပဲသူမိဘတွေကနောက်ဆုံးတော့ရှယ်လီရဲ့မိသားစုနဲ့စကားပြောခဲ့ကြပြီးသူတို့အာအသင့်စွာကောင်းဆောင်နဲ့သဘောတူညီခဲ့ကြပါတယ်အတန်ဘလောက်တော့ဝန်နဲ့ပူဆွေးနေလေဆိုတာကိုသူတို့မြင်ခဲ့ကြတာဖြစ်ပါလိမ့်မယ်သူတို့ကအကောင်းကြီးပေးခဲ့ကြတယ်မင်းဖန်းကိုဆက်လက်လို့ဆောင်နေဖို့အတွက်မိသားစုနှစ်ခုစလုံးသဘောတူရပါမယ်100%မသေးကြရင်ဒါအောင်မလုပ်ပါနဲ့ဘာကြောင့်လဲဆိုတော့သက်ရှင်နေစေထင်များခြင်းလိုပဲဒါဟာတင်းကျပ်တဲ့ပေါင်းစည်းမှုတစ်ခုဖြစ်ပါတယ်ရန်အနေငယ်ကြမှာတော့အခမ်းအနားကိုကျင်းပခဲ့ကြပါတယ်ကျောင်းရဲဘုံကြီးတစ်ပါးကိုပင်းဖိတ်ပြီးထုံနှန်းစင်လာကိုဆောင်ရွက်ခဲ့ပါတယ်စပွဲနှလုံးကိုမိသားစုတစုစီအတွက်အခန်းထဲမှာချထားပါတယ်။ဇံခွက်တွေထဲမှာဖျောင်းနိုင်တွေတစ်ဖက်ဖက်တောက်ပနေပါတယ်။မွေးနှံသားတွေကလေထဲမှာတပြေးပြေးချင်းလှိမ့်တက်လာပါတယ်။ဒေရူးကလေးလံနေပါတယ်။အာဒန်ဟာတစ်သားထိုင်ကုန်တစ်ခုပေါ်မှာတယောက်တည်းအခန်းရှိမှာထိုင်နေပါတယ်။သူဘေးကတီးရထိုင်ကုန်တစ်ခုမှာတော့ရှယ်လီရဲ့ဘိုးဝါရိုးရာဆိုင်းပုတ်ပြားလေးတစ်ခုရှိနေပါတယ်။တစ်သားနေထွင်ထားပြီးအယောင်တင်ထားကမမတ်ထောင်းနေပါတယ်။ဘုန်းကြီးကထုံနှန်းစင်လာကိုစတင်ခဲ့တယ်။ရွက်ဘက်ပူဇော်မှုတွေပူဇော်တကားတွေရိုးရာအစင်းစင်းတွေနဲ့ကဘာနှစ်ခုကြားကတင်ကြတာပူပေါင်းမှုတစ်ခုပါပဲ။ထုံနှန်းစင်လာရဲ့အဆုံးမှာအာရန်ကတရုတ်ရိုးရာမင်္ဂလာဝတ်စုံဝတ်ထားတဲ့တစ်သားရုပ်သေးတစ်ခုကိုယူပြီးတစ်ခုထည့်လိုက်ပါတယ်။ရှယ်လီရဲ့သပင်နဲ့ငယ်သူမရဲ့နာမည်ငွေတက်ဂရစ်နဲ့ငွေချိန်တို့ကိုရေးထားတဲ့စာရွက်တရက်တို့ပါ။အဲဒီရုပ်သေးလေးကရှယ်လီကိုကိုစားပြုဖို့ရည်ရွယ်ပြီးသူမရဲ့ဝိညာဉ်အတွက်နေထိုင်စရာရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တစ်ခုဒီကဘာမှာမရှိတော့တဲ့မင်္ဂလာပွဲအတွက်ဖန်တီးထားတဲ့သူတို့သမီးတူဖြစ်ပါတယ်။ဒါနဲ့ပဲသူတို့လက်ထပ်ခဲ့ကြပါတယ်။အခမ်းအနားပြီးမှာတော့တက်သားရုပ်သေးလေးကိုတင်ထားတာဒါမှမဟုတ်မင်းနေတာစင်တစ်ခုပေါ်မှာတင်ထားတာမျိုးမလုပ်ခဲ့ပါဘူး။သူမကသူတို့နဲ့အတူအမြဲတမ်းနေထိုင်ခဲ့ပါတယ်။ညစာစပွဲတိုင်းမှာအဲ့ဒီရုပ်သေးလေးကိုစပွဲပေါ်မှာနောက်တော့အဖြစ်အားနဲ့ဘေးမှာထားလေးရှိပါတယ်။ပြီးတော့ညတိုင်းအစာမစားခင်မိနာရဲ့အမေကသူမကိုကြည့်ပြီးခက်ပက်ပက်ပြောတတ်ပါတယ်။စားခင်ကြီးရဲ့မင်းအမဖြစ်သူကိုနှုတ်ဆက်ဖို့မမေ့နဲ့နော်။မိနာကတော့ရုပ်သေးလေးကိုကြည့်ပြီးရှင်ကြီးကြီးတရားဆိုစစ်ဖလာလို့ပြောပါတယ်။ဒိဗေကတော့အမဖြစ်သူစားပါလို့ဆိုလိုတာပါ။ဒါစလီအသက်ရှင်နေစဉ်တုန်းကတုံးခဲ့တဲ့ကွန်ပျူတာစကားလေးအတိုင်းပါပဲ။မင်္ဂလာဆောင်ပြီးတဲ့အမကြီးကိုခေါ်တဲ့တင်းတော်တဲ့နီလန်ပေါ်ဒီလိုနဲ့မီနာအစာစားတိုင်းမှာအမြဲတမ်းနာခံခဲ့ပါတယ်။ဘယ်သူမှဒီရုပ်သေးလေးကိုကစားစရာဒါမှမဟုတ်အလားစင်ပစ္စည်းလို့မဆက်ဆံကြပါဘူး။သူမကမိသားစုဝင်တူဦးလိုပါပဲ။ကြီးပင်းလာတော့ဗြဟ္မာတော့ဒူးဆန်းနေလို့ခံစားရပေမဲ့ချိန်ကြာလာတဲ့အမျှပုံမှန်လိုလို့ရှင်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။မီနာမရှင်းပြနိုင်တဲ့အရာတွေကလွဲလို့ပေါ့မီနာအာရန်နဲ့တခန်းနဲ့အိပ်ပါတယ်။သူမကအပေါ်တဲ့နှစ်ထပ်ကလေးမှာအိပ်ပြီးသူကအောက်ထပ်မှာအိပ်ပါတယ်။တညမှာသူမဟာရမ်းပူနေတာကြောင့်ဆောင်းကန်ချလိုက်တာမှတ်မိပါတယ်။ဆောင်းကဂရင်ဘော်ကနေကျမ်းမြေဘော်ကိုပြုတ်ကျသွားတယ်။သူမဆင်းယူဖို့အရန်ပင်ပန်းနေတာကြောင့်ဆောင်းမပါပဲအိပ်ပျော်သွားခဲ့တယ်။ဒါပေမဲ့နောက်နေ့မနက်နိုးတာတော့ဆောင်းကပြန်ရောက်နေပြီးသူမရဲ့ကိုယ်ပေါ်မှာသူတက်တက်ချုံမိထားပါတယ်။အတန်ကအဲ့ဒါကိုမလုပ်ခဲ့ပါဘူး။သူမတေချာပါတယ်။ပထမဆုံးအနေနဲ့သူကဒီလိုမျိုးဘယ်တော့မှမလုပ်တတ်ပါဘူး။ဒုတိယအနေနဲ့အတန်အိပ်ပျော်သွားပြီဆိုရင်ဘာမှသူ့ကိုမလုပ်နိုင်ပါဘူး။သူကအိမ်မက်ချတယ်လို့အိတ်တက်သူပါ။သူမကနောက်နေ့မနက်မှာမိဘတွေကိုအခန်းထဲဝင်ခဲ့သလားလို့မေးခဲ့တယ်။သူတို့ကတွေးဝေသွားတယ်မဟုတ်ဘူးလို့ပြန်ပြောတယ်။ကျွန်မတို့တညာလုံးအိပ်ပျော်သွားခဲ့တာ။မိနာအသက်12နှစ်လောက်တုန်းကနောက်တစ်ချိန်ဖြစ်ခဲ့ပူပါတယ်။သူမအကြောင်းကအပြန်လန်းမှာနောက်တစ်ခုဖြစ်ခဲ့တာပါ။သူမကမကြာခဏဆိုသလိုဖျက်လျှောက်တတ်တဲ့ကျင်းမြောင်းတဲ့လမ်းကြားလေးကနေလက်ပြက်လျှောက်လာခဲ့တော့ခွလင်အုပ်စုတစုကပေါ်လာခဲ့တယ်။ဒေသခံတွေကဒါတွေကိုတွန်းလို့ခေါ်ကြပါတယ်။နောက်တော့အဖြစ်အန်ရီမရှိပေမဲ့တခါတလေကြတော့နေမေပိုင်းနဲ့ကျွကြော်ခန်းတာမျိုးကိုမကြိုက်တတ်ကြပါဘူး။တခါတလေတော့သူတို့တွေကမတူပါဘူးခွေးတွေကဒေါသတကြီးဟောင်းလာပြီးသွားတွေကိုဖော်ပြလာတယ်
မီနာကသူမရဲ့ကြောဘိုးရီကိုရမမှာဖိကပ်ပြီးတောင်တစ်ခုတည်းကိုဆုတ်သွားခဲ့တယ်ခွေးကောင်းဆောင်ကပုံနီးလာပြီးအတန်တိုးနဲ့ဟောင်းလာတယ်အဲ့ဒါကသတိဆန်နေတိုက်ခိုက်တော့မဲ့အချိန်မှာလောက်တက်တဲ့အတန်မျိုးပါမီနာကြောက်သွားခဲ့တယ်ပြီးတော့ခွေးကရှေ့ကိုခုံလိုက်တဲ့အချိန်မှာပဲခွေးကနာကျင်စွာနဲ့တန်ကြင်းနဲ့အော်ဟဲလိုက်တယ်ပြီးတော့ဂျန်နဲ့ခံရတယ်လို့ဒါမှမဟုတ်ကြောင်းလန့်သွားတယ်လို့မျိုးနောက်ကိုဆုတ်သွားခဲ့တာပေါ့ဂျန်နဲ့ခွေးတွေကတုံဆိုင်နေပြီးတော့မိတွေကိုဖွက်ပြီးအရက်ရက်ကိုပြင်ကျဲသွားခဲ့တယ်ခဏတာအတွင်းမှာမီနာကတစ်ခုခုကိုခံစားလိုက်ရတယ်သူ့ဘေးမှာတုံတယောက်ရှိနေတာကိုပေါ့သူမလက်ကြည့်လိုက်တယ်ဘယ်သူမှမရှိဘူးနေ့တည်းကြာလာတဲ့နဲ့အမျှဒီလိုမျိုးတေးသေးလေးတွေဖြစ်နေခဲ့တယ်တေးသေးလေးတွေမပြတ်လို့ညီပါအရာလေးတွေပေါ့သူမရဲ့အကြောင်းရင်းထဲမှာမမျော်လင့်ပဲလက်ပြဆန်းချက်တွေပေါ်လာတယ်သူမမဝယ်ခဲ့တဲ့စတစ်ကာတွေသူမနဲ့ရှယ်လီတီတို့အရင်ကစတိုးဆိုင်မှာဝယ်ခဲ့ဘူးတဲ့အရာအလုံးကြီးပါပေါ့သူမဘယ်လိုထထားလဲဆိုတာကိုတော့တခါမှမမြင်ခဲ့မိဘူးဒါပေမဲ့ဘာကြောင့်မှမသိသူမခံစားမိနေခဲ့တယ်မီနာအသက်14နှစ်ရောက်တော့သူမခေါင်းကိုက်တာရမ်းဆိုးလာတယ်ပထမပိုင်းတော့ဖြစ်လိုက်ပြောက်လိုက်ပေါ့ပြီးတော့ပိုဆိုးလာတယ်ဆေးရုံမှာစစ်ဆေးပြီးနောက်ဆရာဝန်တွေကသူမရဲ့အုံနောက်ထဲမှာတင်းခဲ့တဲ့အကျဲတစ်ခုတွေ့ရှိခဲ့တယ်သူမချက်ချင်းခွဲစိတ်ကူးတောက်မှုခံယူရမယ်သူမရဲ့မိဘတွေကစိတ်ပြက်နေကြတာပေါ့ဆရာဝန်တွေကဒီလုပ်ငန်းစဉ်ကအန္တရာယ်များတယ်လို့သတိပေးခဲ့တယ်အမခံချက်လည်းမရှိဘူးကွဲစမှုမတိုင်ခင်ညမှာမီနာဆေးရုံကရင်ပေါ်မှာအိပ်ဖို့အရန်ကြောက်နေခဲ့တယ်အချိန်ချိန်မှာသူမအိပ်ပျော်သွားခဲ့ရတယ်အိမ်မောကြနေချိန်နဲ့နှူထနေချိန်ကြားမှာရောက်နေခဲ့တာပေါ့သူမဘေးမှာတရရောက်ထိုင်နေတာကိုခံစားခဲ့ရတယ်သူမရဲ့သပင်ကိုညှိသားစွာနှိမ့်သိမ့်စွာပုတ်တက်နေတဲ့လက်တစ်ဖက်ကိုခံစားခဲ့ရတယ်မီနာမျက်လုံးကိုတွဲလောက်ဖွင့်လိုက်တယ်သူမကရင်ဘေးကကလထိုင်မှာအရေးတစ်ခုမျိုးသမီးတူရဲ့ပုံစံတစ်ခုကိုတွေ့လိုက်ရတယ်သူမရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့သူမမကြောက်ခဲ့ဘူးရင်းနှီးပြီးနှွေးထွေးတဲ့ခံစားမှုမျိုးခံစားရတယ်သူမကအိမ်မက်မက်နေတယ်လို့ထင်ခဲ့တာသူမရဲ့စိတ်ကလေစားနေတာဖြစ်နိုင်တယ်လို့လည်းထင်ခဲ့တယ်နောက်နေ့မနက်မှာတော့သူမကိုခွဲစိတ်ခန်းလေးကိုခေါ်ဆောင်သွားခဲ့တဲ့အချိန်မှာမီနာချမ်းအေးပြီးကြောက်လန့်နေခဲ့တယ်သူမတုံရင်းနေပြီးမေစင်းမျက်နှာဖုံးကသူမရဲ့မျက်နှာကိုဖုံးအုပ်ထားတယ်အပေါ်ကမီးတွေကအရန်လေးနေတယ်သူမရဲ့နှလုံးကဒရုံဒုံခုန်နေခဲ့ပြီးသတိမေ့သွားကန်ဒီမှာသူမကတစုံတယောက်ကိုမြင်လိုက်ရတယ်အဲ့ဒါကခွဲစိတ်စပွဲဘေးကိုတက်လာတဲ့အမျိုးသမီးတယောက်ပါသူမကလင်းမြင်သာရှေ့ကိုတက်လာပြီးမီနာရဲ့လက်ကိုဆုပ်ကင်ထားကသူမရဲ့နာနာကပ်ပြီးမကြောက်ပါနဲ့မီနာရဲ့မင်းစင်ပြေသွားမှာပါငါမင်းနဲ့အတူဒီမှာပဲအမြဲတမ်းရှိနေတယ်လို့တူတူလေးပြောလိုက်တယ်မီနာပြန်လို့လာတော့သူမပြန်လည်တက်လာရတဲ့အခန်းထဲမှာရှိနေပြီးသူမရဲ့မိဘတွေကလည်းရှိနေတယ်သူမရဲ့မိကတက်လာရတဲ့မျက်နှာတွေနဲ့ငိုကြွေးနေခဲ့တယ်ခွဲစိတ်မှုအောင်မြင်ခဲ့တယ်လို့သူမကပြောတယ်အားလုံးစုံစုံလင်လင်နဲ့ပြီးသွားခဲ့တယ်မင်းစင်ပြေသွားမှာပါမင်းတော်တယ်လို့ပြောလိုက်တယ်နောက်ပိုင်းမှာဆရာဝန်ကသူမကိုလာစစ်ဆေးခဲ့တယ်မီနာကဆရာဝန်ရှင့်ခွဲစိတ်မှုမစတင်ခင်ကခွဲစိတ်ခန်းထဲမှာဇမင်တူတူနဲ့အမျိုးသမီးတယောက်ရှိနေခဲ့သလားမသိဘူးကျွန်မသူမရဲ့မျက်နှာကိုရှင်းလင်းလင်းမြင်ခဲ့ရပေမဲ့သူမကိုကျေးဇူးတင်နေပါတယ်ကျွန်မအထီးကျန်ဆုံးအချိန်မှာသူမကကျွန်မကိုခွန်အားပေးခဲ့တယ်လို့မေးလိုက်တယ်ဆရာဝန်ကခဏရက်ပြီးတွေ့ဝေသွားတယ်မဟုတ်ဘူးလို့သူပြောတယ်ဒါမဖြစ်နိုင်ဘူးခွဲစိတ်မှုမစခင်မှာခွဲစိတ်ခန်းလေးကိုဘယ်သူမှဝင်ခွင့်မပြုပါဘူးကျွန်တော်တို့ကရောဂါဘိုးဝင်ရောက်မှာကိုမလိုလားတာကြောင့်အတွင်းထဲမှာရှိတဲ့လူတိုင်းကဝတ်စုံနဲ့ခွဲစိတ်အုပ်ထုပ်တွေကိုဝတ်ဆင်ထားကြလို့စပင်လဲပေါ်မှာမဟုတ်ပါဘူးလို့သူပြောတယ်မေသေးကြောင့်ဖြစ်နိုင်တယ်လို့အကြံပြုခဲ့တယ်မေသေးရဲ့ပြည့်တဲ့ဆိုးကျိုးကအမြင်အောင်လွဲမတာကိုဖြစ်စေနိုင်တယ်လို့ပေါ့ဒါပေမဲ့မီနာကပိုကောင်းကောင်းသိပါတယ်အိမ်မက်မဟုတ်ခဲ့ပါဘူးသူမှပဲဖြစ်မှာပါရှယ်လီတီဘောမှာရောတေးပြီးနောက်မှာပါသူမကိုအမြဲကောက်ဝယ်ပေးခဲ့တယ်အမပါမီနာကသူမကိုတည်းရဲ့မြင်ခဲ့ပါဘူးအပြေတော့မဟုတ်ပေမဲ့ရဲတွေထဲမှာတိတ်ဆိတ်တဲ့အချိန်တွေမှာကြောက်လန့်နေခဲ့တဲ့အချိန်တွေမှာသူမကိုအမြဲခံစားခဲ့ရပါတယ်ပြီးတော့ရှယ်လီဘယ်တော့မှမထွက်ခါခဲ့ဘူးဆိုတာကိုသူမသိချာသိပါတယ်သူမကစောင့်ကြည့်နေတော့မှပဲစောင့်ရှောက်နေတော့မှပဲကဲမီနာဘာဖြစ်ခဲ့တယ်လို့မိတ်ဆွေတို့ထင်ကြပါသလဲမင်းဖန်ခန်းထားပြီးမှရှယ်လီရဲ့ဝိညာဉ်ကတသားရုပ်လေးထဲမှာတကယ်ပဲဝင်ရောက်နေပြီးမီနာနဲ့သူမရဲ့မိသားစုကိုစောင့်ကြည့်နေတယ်လို့ထင်ပါသလားဒါမှမဟုတ်ပဲသူမကအရာအလုံးကိုစိတ်ကူးဝင်နေတယ်လို့သင်ထင်ပါသလားအောက်ကကွန်မန့်မှာကျွန်တော်တို့ကိုပြပြခဲ့ကြပါအောင်ကဲအခုတော့မင်းဖန်တာမှမဟုတ်တရေထိမ်းများခြင်းလို့ခေါ်တဲ့ဒီဖြစ်ရည်ကြီးမှုဆိုင်ရာခန္ဓာတွေကိုပုံမှန်တစ်ဆိုင်ကျော်ဆွေးနေဖို့အချိန်ယူခြင်းပါတယ်ဒီတလေးရဲ့တမိုင်းကြောင့်ဟာနှစ်ပေါင်း2000ကျော်ကလေးကစတင်ခဲ့တာပါလိကစိတ်ကူးကတော့နောက်တမလွန်ဘဝမှာတဆုံသွားသူတွေသူတစ်ဖြစ်အိမ်တော်မပြူပဲတဆုံသွားသူတွေဟာတယောက်တည်းမဖြစ်အောင်တေချာစီဖို့ပါပဲတယောက်ရင်ချင်းမှုမှာအိမ်တော်မပြူပဲတဆုံသွားတဲ့သူဟာနောက်တမလွန်ဘဝမှာမငြိမ်မသက်ဖြစ်နေမယ်ဒါမှမဟုတ်အထီးကျန်ဖြစ်နေမယ်လို့ယုံကြည်ကြပါတယ်ဒါကိုမပြီးဆုံးသေးတဲ့ကံကြမ္မာတစ်မျိုးလို့ယူဆပါတယ်ဒါကြောင့်တပီနောက်မှာတော့တင့်တော်တဲ့ထိမ်းမြန်းခြင်းတစ်ခုကဝိညာဉ်ကိုငြိမ်းချမ်းစွာနေထိုင်ခွင့်ပြုပါတယ်မင်းဖန်းကမျိုးစားနှမျိုးရှိပါတယ်ပရမတ်တစ်ခုကတော့ကွယ်လွန်ပြီးသူအချင်းချင်းထိမ်းမြန်းခြင်းဖြစ်ပါတယ်ဒါကယူဟာအစင်လာအကြောင်းပုံစံဖြစ်ပြီးကွယ်လွန်ပြီးသူနှစ်ဦးကိုတင်္ကတာအရာထိမ်းမြန်းပေးတာပါသူတို့သမီးနဲ့သူတို့သားနှစ်ဖက်မိသားစုတွေကစတင်လေးရှိပြီးထို့တစ်ဖြစ်နှစ်ဦးစလုံးငယ်စဉ်ဒါမှမဟုတ်ကံမကောင်းစွာတည်ဆွမ်းကြရင်ဖြစ်ပါတယ်လူရတစ်ခုကတော့အသက်ရှင်နေသူနဲ့ကွယ်လွန်ပြီးသူထိမ်းမြန်းခြင်းဖြစ်ပြီးဒီဇလန်မှာဖြစ်ပျက်ခဲ့တဲ့အရာပါပဲဒါကတော့ပူပြီးရှားပေမဲ့တချို့ဒေသတွေမှာတော့တိတ်ဆိတ်ကျဉ်သုံးနေသေးပါပဲဒါကအသက်ရှင်နေသူတူကချစ်ချင်းမြတ်တာကြောင့်ဒါမှမဟုတ်တောင်းဝန်တရားရကွယ်လွန်ပြီးသူတူနဲ့ဆက်ဆက်မှုကိုဖြည့်ဆည်းပေးဖို့ဒါမှမဟုတ်ပေါင်းစည်းဖို့တောင်းဆိုတဲ့အခါဖြစ်ပေါ်လာတာပါတခါပြုလုပ်ပြီးရင်အသက်ရှင်နေသေးတဲ့အိမ်တော်ဘက်ကိုတသက်တာလက်ထပ်ပြီးသားလို့သတ်မှတ်လေးရှိပါတယ်ဒါဆိုရင်မိတ်ဆွေတို့က
ဒါဆိုအသက်ရှင်နေတဲ့အိမ်အောင်ဘက်ကနောက်တစ်ခါဘယ်တော့မှပြန်လည်ထက်လို့မရဘူးလားလို့တွေးနေကြမှာပါပြေကတော့မိသားစုရဲ့ရိုးရာဓလေ့တွေပေါ်မူတည်ပြီးရနိုင်တယ်လို့မရနိုင်ပါဘူးရိုးရာမိသားစုတွေမှာအသက်ရှင်နေသေးတဲ့အိမ်အောင်ဘက်ကပြန်လက်မထနိုင်ပါဘူးဘာလို့လဲဆိုတော့ဒီလိုလုပ်တာကကိုလွန်သူကိုတစ္ဆာဖောက်အောင်ရောက်တယ်လို့မြင်ကြပါတယ်ချစ်ကြိုက်တာတော့တားမြစ်ထားနိုင်ပါတယ်ဒါပေမဲ့ပိုကစ်မီပြီးပြောင်းလဲပြင်းလဲရှိတဲ့မိသားစုတွေမှာတော့အသက်ရှင်နေသူကပြန်လက်ထနိုင်ပါတယ်ဒါပေမဲ့ဆွတ်ဆန်ရေးကိုလွတ်ပေးဖို့ထုံနှန်းစင်လာတစ်ခုကိုလှုပ်ဆောင်ပြီးမှသာဖြစ်ပါတယ်ဒါကတင်္ကေတဆိုင်ရာကွာရှင်းခြင်းဒါမှမဟုတ်ခွဲခွာခြင်းခန္ဓာနဲ့ဆင်တူပါတယ်ဒါကကိုလွန်သူကိုငြိမ်းချမ်းစွာရှေ့ဆက်သွားနိုင်ဖို့နဲ့ဝိညာဉ်ရေးရာမနာလိုမှုဒါမှမဟုတ်မငြိမ်မသက်မှုတွေကိုကာကွယ်ဖို့အတွက်လှုံ့ဆော်တာမှာမင်းဖန်းရဲ့ရိုးရာဓလေ့ကိုအတွေ့အကြုံရှိတာဝရဖုန်းကြီးတွေကဥဆောင်လေးရှိပါတယ်မင်းဖန်းမှာကိုလွန်သူအတွက်ဘဝရွာဆက်မှုပြားများဒါမှမဟုတ်ဝိညာဉ်ပြားများပြင်ဆင်ခြင်းဆက်ကူသရိုးသမီးဒါမှမဟုတ်သရိုးသားကဲ့သို့သောတင်္ကေတပစ္စည်းများတို့မဟုတ်ခက်တဲ့တွင်တတရုပ်သေးရုပ်ကိုအသုံးပြုခြင်းတို့ပါဝင်ပါတယ်နေအောင်ကျုပ်ကိုပေါင်းစည်းမှုကိုတင်္ကေတပြုရန်ချင်အောင်ထားလေးရှိသည်သပင်မူတက်ကလေးအချက်အလက်တို့မဟုတ်ကိုယ်ပိုင်ပစ္စည်းများကိုရုပ်သေးရုပ်အတင်ထည့်သွင်းထားနိုင်တယ်ဒါမှမဟုတ်ရေးပလင်ပေါ်တွင်ပူဇော်နိုင်တယ်ခန္ဓာပြီးတွင်ပုံမှန်ပူဇော်တက္ကများပြုလုပ်ကြပြီးစတော်များပြုလုပ်ကြတယ်ဒါကြောင့်မင်းဖန်းကမင်းဆွေတို့တချို့အတွက်နည်းနည်းတော့ကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့ဒါဟာတရက်ဒါမှမဟုတ်ယူသိမှုတသက်တော်မဟုတ်ပါဘူးဒါဘဝစဉ်ဆက်တောင်းဝတရားချစ်ချင်းမေတ္တာတစ္ဆာဆောင်တည်မှုနဲ့ပြည်လည်မှုတို့ရဲ့နှစ်ဆိုင်စွာဆက်ဆက်နေပါတယ်ကျွန်တော်မင်္ဂလာမျိုးစားနှမျိုးအကြောင်းကိုပြပြခဲ့တာသိပါတယ်မိနာရဲ့ဇလန်မှာဒုတိယမျိုးစားအကြောင်းကြားခဲ့ရပါတယ်ပထမမျိုးစားဖြစ်တဲ့ကွယ်လွန်သူချင်းချင်းထိမ်းများခြင်းအကြောင်းဇလန်တစ်ပုဒ်ကိုလည်းနားထောင်ကြည့်ပါသလားဇလန်ရမ်းရှိသွားမှာဆိုတဲ့အတွက်မင်္ဂလာမျိုးစားနောက်တစ်မျိုးအကြောင်းကိုကျွန်တော်နောက်ဗီဒီယိုနဲ့ရှင်းပြပေးသွားပါမယ်ဆက်လက်အားပေးကြပါဦးခင်ဗျာ